အားလုံးပဲမင်္ဂလာပါရှင်ညီမတို့ရဲ့919 channel လေးကနေပြီးတော့ကြိုဆိုလိုက်ပါရစေညီမဒီနေ့တင်ဆက်ဖတ်ပြပေးခြင်းတဲ့အကြောင်းအရာလေးကတော့တဝယ်မှာရုရှားကစက်ရုံစောင့်မဲ့ကိစ္စထိုင်းဆိုရအနေနဲ့သဘောမတူတဲ့ရည်တည်ချက်ကိုပြသဖို့ထိုင်းအမတ်တောင်းဆိုတဲ့စောင်းမလေးအကြောင်းကိုတင်ဆက်ဖတ်ပြပေးခြင်းတာပဲဖြစ်ပါတယ်ရှင်သူပြောထားတာကထိုင်းဆိုရသိပါရဲ့လားမြန်မာနဲ့ရုရှားတို့ကတဝယ်မှာနျူကလ িয়ার ဓာတ်အားပေးစက်ရုံတိစောက်တော့မယ်အဲ့ဒီအကြောင်းအရာကိုအမြင်ရှင်းဗတ်လိုက်မှုကင်းနဲ့တိုင်းပြည်ရဲ့အကျိုးစီးပွားကိုရှေ့ရှုပြီးသုံးသပ်ကြပါမြန်မာစစ်ကောင်စီကရုရှားကိုမဂါဝက်130အထိရှိတဲ့နျူကလ িয়ার ဓာတ်အားပေးစက်ရုံကြီး2ရုံတိစောက်ခွင့်ပြုလိုက်တဲ့တဲ့တင်ဟာထိုင်းနိုင်ငံကိုဓာတ်ရိုက်နဲ့အပြည့်အဝတက်ရောက်မှုရှိစေမယ့်ကိစ္စဖြစ်ပြီးလုံးဝငြိမ်နေလို့မရပါဘူးမြန်မာနိုင်ငံမှာနျူကလ িয়ার နဲ့ပတ်သက်တဲ့ရုရှားရဲ့ဆောင်ရွက်မှုတွေအပေါ်အရင်ကအထောက်အထားမခိုင်လုံပဲတိုးလောနဲ့စိုးရိမ်ခဲ့ရတဲ့အချက်တွေဟာအခုလက်တွေ့ဖြစ်လာပါပြီတဲ့ကျွန်တော်အစိုးရဝန်ထမ်းဘဝတုန်းကမြန်မာအရေးကိစ္စတွေဆောင်ရွက်ခဲ့တာကိုမှတ်မိပါသေးတယ်။အဲ့ဒီတုန်းကကျွန်တော်တို့စီတုံးတက်ဖို့ရောက်လာတဲ့ကိစ္စတခုကထိုင်းနယ်စပ်နဲ့ထိစပ်နေတဲ့မြန်မာနယ်မြေတွေကယူရေနီယံတပ်ထူရိုင်းကိစ္စပါ။ကျွန်တော်အချက်လက်တွေစပြီးရှာဖွေကြည့်တော့မြန်မာစစ်ဘက်သိပ္ပံပညာရှင်တွေကိုရုရှားမှာနျူကလ িয়ার လေးလာရေးနဲ့သူတေသနာပညာရက်တွေတွားရောက်သိမ်းယူစီပြီးတော့အပြန်အလှန်အနေနဲ့မြန်မာနိုင်ငံမှာယူရေနီယံတပ်ထူရှာဖွေရေးနဲ့သူတေသနာပြုလုပ်ဖို့ရုရှားအစိုးရနဲ့မြန်မာစစ်တပ်ကြားမှာပူးပေါင်းဆောင်ရွက်မှုတွေရှိခဲ့တာကိုတွေ့ရှိခဲ့ပါတယ်။အခုတော့ဘာလွတ်ဝက်ချက်မှတော့မရှိတော့ပါဘူး။ဘာဖြစ်လို့လဲဆိုတော့ KNU ကလူတိုင်းကိုအထူးသဖြင့်ထိုင်းနိုင်ငံကိုတတိပေးတဲ့ပန်ကြားလွှာတစ်စောင်ထုတ်ပြန်ခဲ့ပါတယ်။အဲ့ဒီထဲမှာ KNU တပ်မဟာ၄ကထိုင်းနိုင်ငံနဲ့နယ်နိမိတ်ချင်းတီးစပ်နေတဲ့တနင်္လာရီတိုင်းဒေသကြီးတဝယ်မြို့နယ်တွေကစစ်စခန်းတွေကိုတိုက်ခိုက်သွားမယ်လို့ဆိုပါတယ်။အကြောင်းကတော့မြန်မာစစ်ကောင်စီကရုရှားကိုအဲ့ဒီမှာနျူကလ িয়ার ဓာတ်အားပေးစက်ရုံကြီးတစ်ခုတိစောက်ဖို့လုတ်ပိုင်ခွင့်ပေးခဲ့ပြီးလို့ဖြစ်ပြီးနောက်တနေရာကတော့ပဲခူးတိုင်းဒေသကြီးမှာပါတဲ့ဒါအရေးကြီးတဲ့အချက်ပါပဲစဉ်းစားကြည့်ကြပါဦးထိုင်းနိုင်ငံနဲ့ကက်လျက်မှာဖြစ်လာမဲ့နျူကလ িয়ার လုံခြုံရေးကိစ္စပါရုရှားကအစုလိုက်အပြုံလိုက်တေးစီနိုင်တဲ့လက်နက်တွေကအန္တရာယ်ရှိတဲ့အရာတစ်ခုကိုထိုင်းနိုင်ငံရဲ့တကားဝါမှာလာထားလိုက်တယ်လို့ပါပဲတဲ့သူတို့ကဓာတ်အားပေးစက်ရုံတက်ပဲလာဆောက်တာတို့ဒါကတန်ရှင်းတဲ့စွမ်းရည်ဖြစ်ပြီးပတ်ဝန်းကျင်ထိခိုက်မှုအလွန်နည်းတယ်လို့ဘသူတွေကဘာပြောပေါ့နိုင်ငံခြားနဲ့လုံခြုံရေးရှုထောင့်ကနေကြည်မြင်သုံးသပ်ပြီးအရှိတောင်အာရှဒေသတွေကိုလျှက်စစ်ဓာတ်အားဖြစ်စေလက်နက်ဖြစ်စေထုတ်လုပ်မှုအခြေစိုက်စခန်းတွေရွှေ့ပြောင်းလာတာကိုသတိပြုကြစီလိုပါတယ်ဒီဒေသကနိုင်ငံတွေမှာနျူကလ িয়ার လက်နက်ထုတ်လုပ်နိုင်တဲ့နည်းပညာဆိုင်ရာအထောက်အကူပစ္စည်းတွေချို့တက်မယ်ကျွန်တော်တို့သိပါတယ်ဒါပေမဲ့ရုရှားမှာအဲ့ဒီစွမ်းရည်ရှိတယ်မြန်မာမှာယူရေနီယံရှိတယ်ဒီနိုင်ငံနှစ်ခုဟာဒီကိစ္စနဲ့ပတ်သက်ပြီးအနည်းဆုံးအနှစ်20ကျော်အပြန်အလှန်ဖလှယ်မှုတွေလုပ်ခဲ့ကြတာသိကြပါတယ်တဲ့ဘာလို့လဲဆိုတော့ကျွန်တော်2003ခုနှစ်တုန်းကအစိုးရဝန်ထမ်းဘဝနဲ့ဒီကိစ္စကိုတုံးတက်ခဲ့လို့ပါပဲဒါကနျူကလ িয়ার ဓာတ်အားပေးစက်ရုံတက်ပဲဆိုရင်တော့ဓာတ်ရောင်ကြီးယိုစိမ့်မှုမရှိအောင်ပြင်ပကိုထိခိုက်မှုမဖြစ်အောင်ထိမ့်သိမ်းတာလောက်တဲ့စံချိန်စံညွှန်းတွေရှိပါမယ်လို့ဘသူကအာမခံနိုင်မလဲရုရှားကမြန်မာနိုင်ငံမှာလာဆောက်မယ်ဆိုရင်လုံခြုံရေးနဲ့ပတ်သက်တဲ့တာဝန်ခံမှုအားလုံးမြန်မာစစ်တပ်အပေါ်ကြားရောက်မှာဖြစ်ပြီးတော့မြန်မာစစ်တပ်မှာရောလုံလောက်တဲ့စွမ်းရည်ဘယ်လောက်ရှိလို့လဲနယ်စပ်ကတဆင့်ထိုင်းနိုင်ငံတွေကိုယိုစိမ့်မှုဖြစ်လာခဲ့ရင်ဘသူတာဝန်ယူမလဲတဲ့မြင်းကလေးဖြစ်စေတဲ့မြေလွှာပြက်ယူကြောတွေဟာမြန်မာနိုင်ငံအလဲပိုင်းမှာရှိနေရဆိုတာကိုကျွန်တော်တို့သိပါတယ်ပြီးခဲ့တဲ့မတ်လ28ရက်နေ့ကမြန်မာနိုင်ငံအလဲပိုင်းစကိုင်းနဲ့မန္တလေးဒေသတွေကလှုပ်ခတ်မှုဟာထိုင်းနိုင်ငံအလဲပိုင်းအထိရောက်ရှိခဲ့ပြီးဘန်ကောက်မှာဆောက်လုပ်ဆဲအဆောက်အုံတွေပြိုကျအိမ်အောင်စုပေါင်းထောင်ချီပျက်စီးခဲ့တာကိုသတိပြုသင့်ပါတယ်အလားတူထပ်ဖြစ်ပြီးပဲခူးနဲ့တဝယ်ကမဂါဝက်130ရှိတဲ့နျူကလ িয়ার ဓာတ်အားပေးစက်ရုံကြီးတွေအကြီးအကျယ်ထိခိုက်ခဲ့မယ်ဆိုရင်ဘာတွေဆက်ဖြစ်မလဲဒါကလည်းမလွဲမသွေဖြစ်လာနိုင်ပါတယ်ပြီးတော့ရုရှားကပဲခူးနဲ့တဝယ်မှာဓာတ်အားပေးစက်ရုံကနေနောက်တစ်ဆင့်မြန်မာယူရေနီယံကိုသုံးပြီးတော့နျူကလ িয়ার ထုတ်လုပ်ရေးစက်ရုံအဖြစ်ဆက်လုပ်သွားမယ်ဆိုရင်ကမ္ဘာစစ်ရေးနဲ့နျူကလ িয়ার လုံခြုံရေးအာရုံစိုက်မှုဟာကျွန်တော်တို့ဒေသစီရောက်လာပါလိမ့်မယ်မြန်မာနိုင်ငံသားနိုင်ငံရေးတည်ငြိမ်မှုမရနိုင်ပဲအာဏာရှင်စနစ်ကအခုတိုင်းဆက်ပြီးစိုးမိုးနေမယ်ဆိုရင်တေချာတာကတော့ထိုင်းနိုင်ငံဟာစစ်ရေးဆိုင်ရာပြဿနာတွေကြုံတွေ့ရမှာဖြစ်ပါတယ်။နောက်ပိုင်းကမ္ဘာပေါ်မှာရုရှားနဲ့ပတ်သက်တဲ့ပစ္စည်းဆုံးရှုံးမှုကြီးမားတဲ့စစ်ပွဲတစ်ခုခုဖြစ်ပွားခဲ့ရင်မြန်မာနိုင်ငံဟာနိုင်ငံတကာနျူကလ িয়ার စစ်ပွဲတွေမှာထိပ်တိုက်တွေ့ဆုံရာအင်အားကြီးအခြေစိုက်စကန်တစ်ခုဖြစ်လာနိုင်ပြီးတော့ထိုင်းနိုင်ငံကလည်းနျူကလ িয়ার စစ်ပွဲရဲ့တက်ရောက်မှုတွေကနေလွတ်မြောက်နိုင်မှာမဟုတ်ပါဘူး။လွန်ခဲ့တဲ့အနှစ်20တုန်းကကျွန်တော်ရဲ့လူဖော်ကိုင်ဘက်ဖြစ်တဲ့ဩစတြေးလျထောက်လှမ်းရေးအရာရှိတယောက်ရဲ့မျက်နှာထားကိုမှတ်မိပါသေးတယ်။ကျွန်တော်မိတ်ဆွေကမြန်မာနိုင်ငံကယူရေနီယံကိစ္စနဲ့မြန်မာရုရှားပူးပေါင်းဆောင်ရွက်မှုအကြောင်းကိုကောင်းကောင်းရှင်းပြခဲ့ပါတယ်။သူကဒီကိစ္စကိုအတော်မှအလေးထားပြီးတော့အာရှဒေသရဲ့လုံခြုံရေးကိစ္စဖြစ်တဲ့အတွက်ကင်မရာကိုဓာတ်ရိုက်အစီအခံစာတင်ခဲ့ပါတယ်။သူဟာဒီကိစ္စကိုလက်မလွတ်တမ်းလိုက်လံဆောင်ရွက်ခဲ့ပြီးအခုချိန်မှာတော့သူ့ရဲ့ဌာနမှာအဆင့်မြင့်အရာရှိတဦးဖြစ်နေပါပြီတဲ့။
ဒီတစ်ချိန်တော့တကယ်ဖြစ်လာမယ်ပုံပါပဲဆယ်စုနှစ်နှစ်ခုကျော်ပူးပေါင်းဆောင်ရွက်မှုရဲ့ရည်မှန်းချက်အတိုင်းအောင်မြင်သွားတဲ့သဘောပါမင်းအောင်လှိုင်ရုရှားကိုမကြာခဏတွားရောက်လက်ပတ်နေတာလဲဒီကိစ္စကိုအပြန်အလှန်ဖလှယ်ဖို့ပြောဆိုဆွေးနွေးခဲ့တာသိကြပါတယ်မြန်မာနိုင်ငံတဝန်းဘုံကျဲတိုက်ခိုက်နေတဲ့ရုရှားလုံမစ်29တိုက်လီရင်တွေဟာလည်းဒီနိုင်ငံရေးနဲ့နိုင်ငံတကာလုံခြုံရေးသဘောတူညီချက်ရဲ့တစ်စိတ်တစ်ပိုင်းဖြစ်တာသိကြပါတယ်မြန်မာနိုင်ငံမှာနျူကလ িয়ার ဓာတ်အားပေးစက်ရုံကြီးတွေတိစောက်မဲ့အပေါ်လူသားအမားကြောင့်ဖြစ်စေတဘာဝအန္တရာယ်ကြောင့်ဖြစ်စေဓာတ်ရောင်ကြီးယိုစိမ့်မှုဖြစ်ပေါ်လာပြီးတိုင်းပြည်သူတွေနဲ့ထိုင်းနိုင်ငံကိုဓာတ်ရိုက်ထိလိုက်နိုင်တဲ့အပေါ်ကြီးမားတဲ့စိုးရိမ်မှုတွေဓာတ်အပြင်ပေါ်မှာကျွန်တော်ပြောခဲ့သလိုထိုင်းနိုင်ငံအတွက်အားနည်းချက်ဖြစ်စေမဲ့ဒေသတွင်းလုံခြုံရေးဆိုင်ရာအကြောင်းပြချက်တွေကြောင့်ထိုင်းအစိုးရအနေနဲ့သဘောမတူတဲ့ရည်တည်ချက်ကိုပြသဖို့ကျွန်တော်တောင်းဆိုပါတယ်တဲ့အခြားနိုင်ငံတွေရဲ့စားမှုတွေကြောင့်တက်ရောက်မှုခံရတဲ့ကမ္ဘာအတိုင်းအဝန်းရဲ့အဖွဲ့ဝင်တူပြီးတာတမတ်ရေးရာရည်တည်ချက်ကိုရဲရဲဝံ့ပြသရပါမယ်ပြည်သူနဲ့နိုင်ငံတော်အကျိုးစီးပွားအတွက်ကမ္ဘာစက်ကုံပေါ်မှာရဲရဲဝံ့ပြောဆိုတင်ပြရပါမယ်ဒီလိုမှမဟုတ်ရင်ကျွန်တော်တို့ဟာကမ္ဘာစက်ကုံပေါ်မှာနောက်လိုက်တဆက်ဖြစ်နေပါလိမ့်မယ်လို့ရေးသားထားပါတယ်ရှင်မွေးရေးသားသူကိုလည်းလေးစားစွာဖြင့် credit ပေးအပ်ပါတယ်ရှင်ဒါလေးကတော့ထိုင်းအမတ်ကန်နဝီရေးသားထားတဲ့စာလေးကိုကိုယူဖတ်ပြပေးခြင်းပဲဖြစ်ပါတယ်ရှင်နားဆင်မိခဲ့ကြတဲ့ပရိသတ်အားလုံးကိုလည်းကျေးဇူးထူးပင်တင်ရှိပါတယ်ရှင်